နောက်ကျကြံခဲ့တဲ့ခရီးသည်လူသူကင်းတဲ့လမ်းမဟောင်းတစ်ခုမှာည8 နာရီမှာပေါ့ဗျာကျွန်တော်ဆိုင်ကယ်မောင်းမှရင်လမ်းဘေးမှာတယောက်တည်းရက်နေတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်အဖြူရောင်ကာဝတ်လေးနဲ့ခေါင်းကိုငုံထားလာကျွန်တော်ကလည်းတနာတန်နဲ့ပဲညီမဘဲသွားမလို့လဲလိုက်ခင်မလားလို့မေးမိတာပေါ့သူကဘာမှပြန်မပြောပဲဆိုင်ကယ်နောက်ကိုတတ်ထိုင်တယ်ထူးကြတာကသူထိုင်လိုက်တဲ့အချိန်မှာဆိုင်ကဲကလေးမသွားပဲရေခဲတုံးကြီးတင်လိုက်တယ်လို့ဟင်းကနေအေးဆက်သွားတာပဲတုံတုံရင်ရင်နဲ့မောင်းလာရင်လမ်းတစ်ဝက်မှာကျွန်တော်နောက်ကြည့်မှန်ကိုကြည့်လိုက်မိတယ်မှန်ထဲမှာမြင်ရတာကထိုင်နေတဲ့မိန်းကလေးမဟုတ်ဘူးဗျာမျက်နှာမရှိတဲ့ခေါင်းပြက်ကြီးတစ်ခုอ่ะကျွန်တော်ပခုံးပေါ်မေးတင်ထားတာခြောက်ချားလို့ဆိုင်ကယ်ကို brake အုပ်ပြီးလှည့်ကြည့်လိုက်တဲ့အခါနောက်မှာဘသူမှမရှိတော့ဘူးဒါပေမဲ့ကျွန်တော်ကြောကုန်းမှာတော့ရွှွနွမ်းတွေနဲ့သွေးစွန်းနေတဲ့လက်ဝါးရကြီးတစ်ခုอ่ะအထင်သားကြံရစ်ခဲ့တယ်ကျွန်တော်လဲအဲ့နေရာမှာပဲမေ့လဲသွားတော့တယ်ဗျာ